ကြည့်ရမယ်ဗျ United Way လို့ပြောလိုက်လေလို့ transition ဆိုတာလက်ရှိရဗျာလက်ရှိလွန်ခဲ့တဲ့6ရာသီကြည့်မယ်ဆိုရင်တော့ transition လို့ပြောလို့ရဗျာပေါ့တကယ်တော့ကျွန်တော်တို့က United Way ဆိုတာကျွန်တော်နားရတဲ့ပုံစံပေါ့နော် free တော့မသိဘူးဗျာကျွန်တော်ရင်ပြောလိုက်ဗျာကျွန်တော်နားတဲ့ပုံစံကတော့လို့ပြောတော့ဘလုံးရရဗျာ build up မှာဗျာလို့မျိုး 3 man combination ဆိုတာထက်နေရာယူထားတဲ့သူရှိကို efficiency ကောင်းနဲ့ quick direct play တွေက United ရဲ့ DNA လို့ကျွန်တော်တော့အဲ့လိုမျိုးသူများပြောတဲ့ United DNA ဆိုတော့ကျွန်တော်အဲ့လိုမျိုးပဲမြင်မိတယ်လို့ counter transition ကလက်ရှိမှာငွေ6ရာသီက performance ကိုကြည့်မယ်ဆိုရင်တော့အဲ့လိုမျိုးပြောလို့ရတယ်ဗျာဒါပေမဲ့တကယ်ဆိုရင် United way ကလုံးဝ quick attack အဲ့လိုမျိုးလို့ထင်လားပြောဆိုအဲ့လိုမျိုးပြောချင်လို့ထင်လားအစားဘောဆိုရင်ပြန်တော့ bowling ကိုင်းနဲ့ပြန်ပြီးတော့ဘေးသားမှာစိတ်ရှိရဗျာအဲ့လိုမျိုးပြောလို့ရလား United Way ကကိုမြင်တဲ့လောက်တော့အဲ့လိုမျိုး pay up တော့အရင်ရောသေချာမလို့ directness လို့ထင်တာပဲ pay up သေချာလို့ချင်းမလို့သိရမလားဒါပေမဲ့ directness ဆိုပေမဲ့တိကျတဲ့ directness တော့ဖြစ်ကြမှာပေါ့နော်တခါသိရမလားဆိုတော့ဟိုလိုမျိုးကြီးငါတို့က direct အရင်ဖြစ်တယ်ဆိုပြီးတော့ပေါ်လုံးကိုဒီ deep range ကနေပြီးတော့ပေါ်လုံးအရင်ဆုံးရှုံးနေရတာမျိုးမဟုတ်ဘဲနဲ့သူတို့လုပ်လိုက်တဲ့ directness ကတစ်ဖက်အတွက်လုံးဝသိရမလား corner ရသွားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုပေါက်ချင်းချောက်လာရတာပဲဖြစ်ဖြစ်အဲ့လိုမျိုးထိရောက်မှုတစ်ခုခုရှိတဲ့ directness ကိုလူလာတဲ့အတင်းလို့ထင်တယ် position ကသူတို့အတွက်အရေးမကြီးဘူးဟုတ်တယ်အဲ့လိုမျိုးတော့ထင်တာပဲ transition လည်းမဟုတ်ဘူး counter attack လည်းမဟုတ် counter attack ကတော့ဟုတ်တယ်အဲ့ပတ်ထဲမှာပါတယ်ကွာဟိုအရင်ကဘာလဲဒီဘာလဲ Ronaldo Ronnie Tevez တို့ error တွေတော့တွေ့ရတယ်အများကြီးပဲဆိုတော့အဲ့လို counter ကောင်းခဲ့တဲ့ error တွေမှာအများကြီးပဲသိရမလား Rashford Martial တို့ error တို့အဲ့လိုမျိုးလည်းပြောလို့ရတယ်ပြီးတော့ဂျားထဲမှာဂျိုဇီလာတော့လည်းဂျိုဇီလည်း counter ဆော့တာပဲဆိုတော့အဲ့လိုမျိုး counter moment တွေကတော့အများကြီးတော့ရှိတယ်ဒါပေမဲ့ counter ဆိုတာအဲ့ဒီ factor တွေကတစ်ခုလို့ပဲထင်တယ်တကယ် main ကတော့အဲ့လိုမျိုး directness ပေါ့ဒီကိုယ် direct ဖြစ်တဲ့ပုံစံ decision making တွေလည်းလို့မှန်ရမယ်ဗျာဒီလားအများသောအဖြစ်ချိန်မှာမှန်ရမယ်အဲ့တော့ United Way ကလည်းပုံပေါ်တယ်ဗျာဒါပေမဲ့လက်ရှိဒီခေတ်မှာ decision making မှန်ဖို့ကလည်းမလွယ်ဘူးဗျာတော့အသင်းတွေက low block တွေ mid block တွေတခြားလေးပြင်ဆင်လာတဲ့အသင်းတွေလည်းများတာပေါ့ဒီလားရင်ခေတ်ကလည်းရှိနေဆို